ချုပ်ပြောင်းလာတဲ့ကျောင်းသားကျောင်းသူတွေရဲ့အကလေးကိုဆက်လက်ပြီးတော့ရှုစားရမှာဖြစ်ပါတယ်โอเคပါပြည်သူတို့အားလုံးစောင့်မျှော်ရှုစားအားပေးကြတဲ့အခမ်းအနားစီစဉ်လေးလာပါပြီအဲ့တော့စီစဉ်6ရက်ဆိုရင်တော့တာယာလာပချင်းနဲ့ပြောပြတင်ဆက်သွားမှာဖြစ်ပါတယ်တို့ဖြစ်ပါ၍တာယာလာပချင်းပြီးကပြပြောပြပေးမဲ့ကျောင်းသားကျောင်းသူလူငယ်လေးများအောင်စင်မြင့်ပေါ်ကိုဖိတ်ခေါ်ပြစီခင်ဗျာအခုတာယာလာပတချင်းပြဖြောပြတင်ဆက်သွားတော့ကျောင်းသားကျောင်းသူများမြင်သာမျိုးဘုန်းတော်ကျင့်တရားရေးကျောင်းနဲ့လူငယ်မှုမျိုးရေးပရိုက်တာကေယာရဲ့ရာနာနေရာကကျောင်းဆရာတော်ဗဒန္တာတေဇနီယဓမ္မစရိယ MA Buddhist Study India မှာချင်းမြင့်ငွေ9000ရန်ကုန်တိုင်းဒေသကြီးဘုန်းတော်ကြီးကျောင်းပညာသင်ကြားမှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌမယံကုန်းမြို့နယ်ပညာသိပ္ပံဘုန်းတော်ကြီးတင်ပညာရေးကျောင်းနဲ့လူငယ်မှုမျိုးရေးပရိုက်တာကေယာရဲ့ရာနာနေရာကကျောင်းဆရာတော်အကမဟာတရမဇောတိကဒဇဗဒန္တာပညာတာမီရှင်သူမြတ်ကြီးမှလည်းပဲစုချင်းမြင့်ငွေ9000ကျပ်စုချင်းမြင့်သွားတာဖြစ်ပါတယ်